Hello Shalom အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ဂုံဂျာကံဖြစ်ပါတယ်ကျွန်တော်ကိုကူဂမ်လို့ခေါ်လို့ရပါတယ်ကျွန်တော်ကတော့ Arizona Thailand Company Limited ရဲ့အမှုဆောင်ဒါရိုက်တာဖြစ်ပါတယ်ကျွန်တော်တို့ Arizona Thailand Company Limited မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ car rental service motorcycle rental service ရှိပါတယ်ချင်းမိုင်မှာလေပတ်တွာလာဖို့ရန်အတွက်တော်၎င်းကျွန်တော်တို့ចောင်းသွားចောင်းပြန်တော်၎င်းကျွန်တော်တို့အလုပ်သွားအလုပ်ပြန်တော်၎င်းဒီကားတွေဆိုင်ကယ်တွေလိုအပ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဆီမှာလာရောက်ပြီးတော့မြင်းမြန်ဆက်သွယ်လို့ရပါတယ်ကားတွေကိုကျွန်တော်တို့၄ယောက်စီး9ယောက်စီး10ယောက်စီး17ယောက်စီးကားအမျိုးအစား modern စုံလင်စွာဈေးနှုန်းချိုတာစွာကျွန်တော်တို့ဆီမှာရရှိနိုင်ပါတယ်မော်တော်ဆိုင်ကယ်များကိုလည်းအမျိုးအစားစုံလင်စွာကျွန်တော်တို့ဆီမှာရရှိနိုင်ပါတယ်မြို့ထဲသွားလာစကူပီ110 engine တွေမှာအစကျွန်တော်တို့တန်ပေါ်တက်တဲ့150 160 cc engine power တွေ300 cc engine power တွေမြောက်များစွာကျွန်တော်တို့ဆီမှာအဆောင်အလင်းရရှိနိုင်ပါတယ်ချင်းမှန်ရောက်လို့လေမယ်ပတ်မယ်မိသားစုနဲ့တော်၎င်းတငယ်ချင်းများနဲ့တော်၎င်းလေပတ်ကျင်နေဆိုလို့ရှိရင်ကျွန်တော်တို့ကုမ္ပဏီမှာလာရောက်ပြီးတော့ဆက်သွယ်မြင်မြန်လို့ရပါတယ်ချင်းမိုင်မှာဘာလို့ရင်ကောင်းမလဲဆိုတော့စီးပွားရေးနဲ့ပတ်သက်ပြီးတော့ဆွေးနွေးစရာများရှိလို့ရှိရင်လည်းကျွန်တော်တို့စီကိုဆက်သွယ်ပြီးတော့လာရောက်ဆွေးနွေးလို့ရပါတယ်ကျွန်တော်ရဲ့ company လိပ်စာကိုလည်းကျွန်တော်တို့ဒီဗီဒီယိုမှာကျွန်တော်တို့လိန့်ချထားပေးပါမယ်အရောက်ချင်းဆိုင်ကိုကျေးဇူးတင်ပါတယ် God bless you all